Hello အခုကတော့ Chinese New Year ရောက်ကနေပြီဆိုတော့လေတော်တော်များများလှူစားကြတဲ့ဒီတရုတ်လိုခေါ်တာဝူရှမ်းပေါ့နော်အဲ့ဒါလုံနေကိုတစားကဒီနေ့အဖွားနဲ့တူလုပ်ပါမယ်ဒီမတိုင်ခင်တစားကအရင်ကလည်းဒါမျိုးစားဘူးလေပေါ့နော်ဒါပေမဲ့အခုလုပ်တာလေးကပူစားကောင်းနေဘာလို့လဲဆိုတော့လေအခုတင်အောင်တုံလာတာလေအကုန်လုံးနှုတ်မစင်တာဘူးအကုန်လုံးမကြိတ်တာဘူးပေါ့နော်အတုံးလေးတွေဖြစ်လိတာတဲ့အဲ့လိုပေါင်းချင်အဖြစ်တို့ကစားတဲ့ခါကျရင်တို့ကလေအထိမှအစုံလေးကိုက်မိတယ်ပြီးဝါတာတက်စနဲ့လေးကိုကိုက်မိတယ်ကွာအဲ့ရတာလေးကလေတော်တော်လေးကောင်းတယ်လို့ပြောရမယ်တိလားဒါတွေကတော့အိမ်ကတတိမနဲ့အဖွားနဲ့အကြိုက်လေးပေါ့နော်တယောက်နဲ့တယောက်အကြိုက်ကြီးတူမှာတော့မဟုတ်ဘူးပေါ့နော်ချိုးကတော့ဒီအကုန်လုံးကြိတ်ပြီးတော့ပေါင်းလာတာကြိုက်ရင်ကြိတ်မှာပေါ့နော်ဒါကဒီပုံစံမျိုးကြိုက်တဲ့အတွက်ကြောင့်မို့အခုလိုပုံစံမျိုးလုပ်ထားတဲ့အချောင်းတူလောက်တာပေါ့နော်ဘလို့ကွာလည်းလှုပ်ရှင်ဆိုရင်ကအမှပဝင်ပစ္စည်းတွေအကုန်ရေးထားပြီးတယ်ပေါ့နော်လိတ်မီရောသာနည်းနည်းပြထားပြီးတယ်ပေါ့နော်အဲ့လိုမျိုးကြည့်လို့လုပ်လို့ရပါတယ်အဲ့ဒါလေးကိုအကုန်ရောသမားမွေတဲ့ခါမှာလဲသူကလေဝမ်းတရာရှင်ပေါ့နော်တစ်ဖက်တည်းပဲမွေလို့ပေါ့နော်အဲ့ဒါတဖွားတင်ထားပြီးတာပေါ့နော်တစ်ဖက်တည်းပဲမွေပို့ပြီးတော့စီးလွယ်တယ်ပေါ့နော်ပြီးတော့စီးလေးဖြစ်တဲ့ဒီမွေပေါ့နော်ခဏနာလေးမွေပေါ့နော်သူကမွေလေးပို့တော့အနံ့လေးပို့မွေလေးပို့စီးလေးပဲပေါ့နော်ဒါလေးတော့နည်းနည်းတော့လက်ဝင်တာပေါ့နော်လက်လေညောင်းတယ်အဲ့ကွာအားပေးနေတယ်ဒါပေမဲ့အရင်လဲစားလို့ကောင်းတယ်ကျိုးဆိုရင်နည်းနည်းလက်ဝင်လို့ပေါ့နော်တနေ့ကိုတစ်ခါပဲလုပ်ကြတယ်ပေါ့နော်အမြဲတမ်းမလုပ်စားနိုင်ဘူးဒီနေ့အလုံးရှုပ်လို့ပေါ့နော်ပဝင်ပစ္စည်းတွေနည်းများတယ်နည်းလဲအလုံးရှုပ်တယ်ပေါ့နော်အခုကတင်တာပို့ပြီးတော့စီးအောင်လို့ပေါ့နော်ဒါနည်းနည်းပေါက်လိုက်တယ်ပေါ့နော်ပြီးရင်တင်တာကအဲ့ဒါလေးကိုဘေးတစ်ဖက်စီဆူလိုက်ပေါ့နော်တက်တက်လေးဆူပြီးရင်ဒီ plastic အချီတင်းနဲ့အုပ်ပြီးတော့ရေကကြတာမှာတနားရီလောက်နှက်ထားရတယ်ပေါ့နော်ပြီးရင်အခုတင်တာပြလာတဲ့အရွက်လေးတိလားအဲ့အရွက်လေးကလုံးဝတော်လေးငန်တယ်ငန်တက်ရှိရပေါ့နော်အဲ့ဒါဆိုတော့ကဒီအဝတ်ဆိုညစ်လိုက်ညစ်ပြီးတော့ဆအောင်ညစ်ပြီးတော့အဲ့ဒါလေးကိုတုပ်လိုက်တယ်ပေါ့နော်ဟိုဘက်ဒီဘက်နှစ်ဖက်လုံးတုပ်လိုက်တယ်ဒါလေးတုတ်ချဖို့နော်ဒါလေးမတုတ်ချဖို့ဆိုရင်ဒီအရွက်လေးပြေးမှဆိုလို့ပေါ့နော်အင်းကအဖွားနဲ့လောက်ပန်တော့လေသူကအချောင်းရှည်ကိုစားတာထက်အဲ့လိုတူတူလေးဟိုလက်နဲ့ကန်ပြီးတော့တစ်ခါကြိုက်တယ်သိတယ်မလားအဲ့လိုမျိုးကြိုက်စားတာကြိုက်ရတဲ့ကြောင့်မို့စားကအရွက်လေးကိုပေါ့နော်နင်းသေးလေးညက်ပြီးတော့လိတ်ထားတယ်ပေါ့နော်တချို့အရှိကြိုက်လဲအရှိလုပ်လို့ရတယ်ပေါ့နော်ပြီးရင်ပေါင်းတဲ့အခါမှာလဲတနာတို့ကလေဒီတိမ့်မယ်ဆိုရင်တော့ပေါင်းပြီးမှကြော်ပေါ့နော်တနာတို့ကလေဒီနေ့ကြော်ဒီနေ့စားအခုကြော်အခုစားမှဆိုတော့လေမပေါင်းတော့ဘူးဒီတိုင်းလေးပဲတန်းကြော်လိုက်တာပေါ့နော်ပြီးရတယ်ပုံပုံနွေးလေးပဲစားကြတယ်ပြီးရင်ကွာလလပပသိတယ်မလားအဲ့လိုမျိုးလိုချင်တယ်ဆိုရင်တော့အရင်ဆုံးပေါင်းလိုက်ပေါ့နော်ပေါင်းရင်အရွက်လေးကအကုန်လုံးကျုပ်ပြီးတော့သူ့အသားနဲ့ကပ်ပြီးတော့လည်းတင်းလင်းဖြစ်သွားတာပေါ့နော်ပြီးမှပြန်ကြော်ပေါ့နော်အဲ့လိုဆိုလို့ရတယ်ပေါ့နော်ကိုစိတ်ကြိုက်ပေါ့နော်အခုတနာတို့ကတော့ဒီတေးလေးလိပ်ပြီးတဲ့နဲ့ဇာတို့ကတခါတန်းကြိုတယ်ပြီးရင်ဘူနွေးလေးစားကြတယ်ပေါ့နော်ပြီးတဲ့ခါကျရင်အဲ့ဒါကိုတွဲစားဖို့အတွက်မြုပ်ဒီအနစ်ကတက်တက်ရှိရနော်ဒီကျက်သွန်ဖြူရဲ့ကျက်သွန်အနီတောက်ရဲ့ဂျင်းရဲ့အဲ့ဒါလေးရောကြိတ်တကြားလေးပါထည့်ပေါ့နော်ဒီကိုလိုချင်တဲ့အရာလေးထည့်ပြီးတော့အဲ့ဒီငရုတ်ဒီအနစ်နဲ့စားတော့တော်တော်လေးကောင်းနေသေးလားတချို့တခြားအချင်နဲ့ဆိုမလိုက်ဘူးဒါအဲ့ဒီငရုတ်ဒီအနစ်နဲ့မှပို့ပြီးတော့လိုက်တယ်ကြော်တဲ့ခါမှာလည်းမီးအနီတော်ထားပြီးတော့ပေါ့နော်အဲ့မျိုးကိုပဲဒီဘက်လှည့်ပြီးတော့ကြော်ပြီးပေါ့နော်အသားလေးတွေညီညီလေးကြက်အောင်ပေါ့နော်ဒါပေမဲ့မီးရော့ဝိုင်းလဲ तू ကစီဒီအသားတွေကိုစီစုပ်ဝင်မှာဆိုလို့ပေါ့နော်ဇာတို့ကမီးအနေတော်နဲ့ထားပြီးတော့ဒီတေချာလေးဟိုဘက်ဒီဘက်လဲအသားလေးကြောက်ပေါ့နော်အဲ့လိုကြိုးပြီးတော့စားလို့ရပြီပေါ့နော်လေးပူနွေးနွေးလေးဟိုကြည့်နေတော့စားချင်လာပြီပေါ့နော်အရန်စားကောင်းလို့မလို့စားဘူးသေးလို့စားချင်နော်